ဒီတော့မှတင်ဖြစ်ခဲ့တဲ့ဗီဒီယိုတွေထဲကအကြိုက်ဆုံးဗီဒီယို3ခုကို collab ပြန်လုပ်ထားတာဖြစ်ပါတယ်အဲ့တော့တော်မကြည့်ရသေးတဲ့လူတွေအဆုံးထိကြည့်သွားပေးပါ channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့နဲ့ဘန်ကောက်ရောက်နေတဲ့တူမီရဲ့ fan တွေရှိလားရှိရဆိုလို့ရှင်အဆုံးထိကြည့်သွားပေးပါ MBK မှာတန်ဂျီ E2 collection horror house လေးလုပ်ထားပါတယ်ဒီ horror house လေးကိုစန်းစဲကိုရိုင်းလာပြီးတော့ opening လုပ်ထားတာပါအောက်တိုဘာ10ရက်နေ့ကနေပြီးတော့ January 9ရက်နေ့အထိပေါ့နော် MBK ရဲ့၄လွှာဇုံ A မှာရှိနေပါတယ် horror house ဆိုတဲ့အတိုင်းပဲဝင်ကြေးပေးပြီးတော့ဝင်လို့ရတဲ့ဇုံတွေရှိပါတယ်pop-up store လို့လုပ်ထားတဲ့ဒီဘက်အချမ်းကတော့ဝင်ကြေးပေးစရာမလိုပါဘူး။တိုမီရဲ့ fan တွေအနေနဲ့ဒီနေရာလေးကတော့သွားတင်ပါတယ်။ဒီမှာကအင်ဂျီတွေအိတ်တွေနောက်အခြား accessory တွေနောက်ပြီးတော့ blind box တွေခေါင်းအုံးတွေနောက်ဆုံးဘီးတွေအဲ့လိုအစုံရှိရပေါ့နော်ကိုက big fan မဟုတ်တော့ဒီလို accessory တွေပါတော့မဝယ်လာဘူးတစ်ဖက်မှာဖွင့်ထားတဲ့အေးဆိုင်ကဒီအေးနဲ့ဒီရေခဲမုံနဲ့ဝယ်စားရင်ဒီတိုမီရဲ့ sticker လေးရတယ်ဆိုလို့အဲ့ဒါလေးတော့ဝယ်စားလာခဲ့ပါတယ်အေးကတော့ရောဂတ်များလို့တိတ်မကြိုက်ဘူးချောကလက်ရေခဲမုတ်ကတော့တော်တော်လေးစားလို့ကောင်းခဲ့ပါတယ်အချင်လက်တို့ပြအဲ့ကနေပြီးတော့မှဟိုဆန်ဒီဇိုင်းပတ်ကြည့်ပြီးတော့နေ့လည်စာစားပြီးတော့ပြန်ခဲ့ပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုကြလို့ရှိရင်ထပ်တွေ့မယ်အကောင့်လေးကို follow လုပ်ပြီးတော့အသက်ပေးခဲ့ဖို့မမေ့နဲ့နော်တတာဘန်ကောက် MBK မှာတရက်လုံးအချိန်ဖြုံးနိုင်လားအချိန်ဖြုံးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကမင်းတို့အတွက်ပါပဲဘာဖြစ်လို့လဲဆိုတာကိုမမေးနဲ့တော့အဆုံးထိသာကြည့်လိုက်တော့လေးလွှာမှာဆိုလို့ရှိရင် Demon Slayer ရဲ့ pop-up store ကိုလည်းအခမဲ့ဝင်ပြီးတော့ဓာတ်ပုံကြိုက်လို့ရမယ်ပစ္စည်းလေးကြိုက်တာရှိရဆိုလို့ရှိရင်လည်းကိုကြိုက်တာလေးကိုတတ်နဲ့ဝယ်လို့ရမယ်အဲ့ဒီလိုပဲဘေးမှာဒန်တန်ရဲ့ pop-up store လေးကလည်းရှိနေပါသေးတယ်အဲ့ဒီ pop-up store ကလည်းစီးမှုဝယ်ဆိုရင်တော့ free ဝင်ပြီးတော့ဓာတ်ပုံ easy တိုင်းမယ်ဆိုရင်လည်းမိုက်စားဓာတ်ပုံနေရမှာပါခုနလွှာကိုရောက်တဲ့အခါမှာတော့ JJK ရဲ့ mini pop-up store လေးကို Unipop ကနေလာဖွင့်လာတာတွေ့ရမှာပါဒါအပြင်ဟိုမှာတခြားဆိုင်တွေမှာလည်းတခြား official ပစ္စည်းအများကြီးရှိပါသေးတယ် Haikyuu တို့ Blue Lock တို့ပြင်တခြား anime အများစွာရဲ့ပစ္စည်းတွေကိုလည်းရောင်းချနေအောင်တွေ့ရမှာဖြစ်ပါတယ်ဒီဟာလေးကတော့ fan cuff ပါဒီမှာက Demon Slayer theme လောက်ထားတာဖြစ်ပါတယ်တစ်ဖက်မှာလည်း Jinshi Sama တို့ရဲ့ theme နဲ့လောက်ထားတဲ့ဆိုင်လေးလည်းရှိပါသေးတယ်အဲ့ဘေကရဲ့မှာတော့တခြား official ပစ္စည်းတွေကိုရောင်းတဲ့ accessory ဆိုင်လည်းရှိပါသေးတယ်အစားတောက်ပိုင်းအနေနဲ့ကလည်း 1K ကိုကျူးဆိုင်ရှိနေတယ်ဆိုတော့ဘာပူစရာလိုသေးလဲအဲ့တော့ MBK ကိုဘာကြောင့်သွားတင်လဲဆိုတာကိုယူရိုသိပြီလို့ထင်တယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်အကောင့်လေးကို follow လုပ်ပြီးတော့အသက်လေးပေးခဲ့ဖို့မမေ့နဲ့အားလုံးပဲတတာအယုတ်သီးသန့် shopping ထွက်ချင်တယ်ဆိုတဲ့သူတွေကဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါဘယ်နာလဲဆိုရင်တော့ Samrock MRT နားက Mega Plaza ပဲဖြစ်ပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါကိုစုလိုအစမင်ပါဒီ Mega Plaza ကတော့လုံးဝ collector တွေအတွက်နှိမ့်ပန်ပုံပါပဲရောင်ပြီးတော့မှအင်ကြီးတွေဘာတွေသွားမရှာနဲ့ဘာမှမရှိပါဘူးအဲ့ဒီမှာက figure တွေနဲ့ပတ်သက်တဲ့ဟာတွေအခုခေတ်စားနေတဲ့ blind box တွေအများကြီးရှိပါတယ်ကျမတို့က figure မစုဘူးကားတွေပါစုရဆိုလို့ရှိရင်လည်းရှိပါတယ်ဈေးတွေကတော့မပေါ့ပါဘူး1000နဲ့အထက်မှာရှိပါတယ်ဆိုတော့ကဒီ Mega Plaza ကိုဘာကြောင့်သွားတင်လဲပြန်ရောင်းဖို့လုပ်ချင်တဲ့သူတွေကလည်းအဲ့ဒီမှာစုံစမ်းပြီးတော့လက်ကားပါညာမေးမယ်ဆိုလို့ရှိရင်လည်းကိုယ့်အတွက်စီးပွားရေးလမ်းကြောင်းတစ်ခုဖြစ်မှာပါဒါပြကြောင်ဝင်စင်တာလေးတစ်ခုကတော့ Anypost Station ဆိုတဲ့ TikTok account လေးကို follow လုပ်ခဲ့ပြီပါအဲ့ဒီနာမည်နဲ့ Facebook page လေးလည်းရှိပါတယ်figure တွေ accessory တွေကိုရောင်းသွားမဲ့အပြင်နောက်ပိုင်းမှာ entertainment အနေနဲ့ video reaction တွေ review တွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိပါတယ်။ကဲဒီနေ့တော့ဒီလောက်ပါပဲ။ video လေးကိုအဆုံးထိကြည့်ဖြစ်တယ်ဆိုရင်တော့ဒီ account လေးကိုလည်း follow လုပ်ပြီးတော့ဒီ video လေးကိုအသက်လေးပေးခဲ့လို့ရပါတယ်။တတာဒီနေ့တော့ Demon Slayer တော့ကြည့်ဖြစ်တဲ့အမှတ်တရ vlog လေးပဲဖြစ်ပါတယ်။ထိုင်းမှာက August 2မှာတင်မယ်ဆိုမှမလို့တော့ဒီနေ့မှတော့ကြည့်ဖြစ်ပါတယ်။ကဲဆိုမှတော့တကယ်ချင်း2ယောက်ဒီနေ့တော့ကြည့်ဖြစ်တဲ့အမှတ်တရ vlog လေးပဲဖြစ်ပါတယ်။ကိုရီးယားအဓိကကြည့်ဖို့ပေါ့နော်ဘာမှစားဖို့ပေါက်တွေဘာတွေညာတွေဘာမှမမွေဘူးဒါပေမဲ့တန်းဝင်ပြီးတော့တန်းပြီးကြည့်ကြတာပဲ2ယောက်သားဒီဟာကဩဂတ်2လောက်ကလူတွေများပြီးထင်တယ်ပေါ့နော်ဒီနေ့ကတော့လူအများကြီးမရှိပါဘူးဒီနေ့ရုံမှာနည်းနည်းလေးပဲရှိတယ်ဒီကနေပြီးတော့ဒီမှာကြည့်ပါဒီမွန်စလီယာအောင်မြင်စွာနဲ့ရုံမှာလာကြည့်ပါပြီရုံနေထားလေးပေါ့နော်ဒါလေးကတော့ကြည့်မယ်ဆိုရင်တော့ရုံထဲမှာ4ယောက်ပဲရှိပါတယ်